ကမ္ဘာအနှံ့ဆုံးနေရာဟာရုရှားနိုင်ငံကတာမန်လင်ပန်းတစ်ချက်စာလောက်ပဲရှိတဲ့အဖုံးတစ်ခုအောက်မှာပုံကွယ်နေတယ်ဆိုတာကိုပြောပြပေးမှာပဲဖြစ်ပါတယ်။အဲ့ဒါဟာကမ္ဘာအနှံ့ဆုံးတွင်းတူးချိုင်ကြီးဖြစ်ပြီးအနက်12262မီတာရှိပါတယ်။ပစိဖိတ်သမုဒ္ဒရာတွေက1994မီတာနက်တဲ့မာရီယာနာကျောက်ထက်တောင်ပိုနက်ပါသေးတယ်။1984ခုနှစ်မှာရုရှားလူမျိုးတွေဟာခိုလာစူပါဒီးလို့ခေါ်တဲ့လျှို့ဝှက်နေရာတစ်ခုမှာမြေပြင်ကိုစတင်တူးဖော်ခဲ့ကြပါတယ်။ဒါပေမဲ့တူးစက်ကအနက်12262မီတာကိုရောက်တဲ့အခါမှာတော့ကြောက်စရာအကောင်းဆုံးအရာတွေစတင်ဖြစ်ပွားခဲ့ပါတယ်။အဓိကအချက်ကတော့အဲ့ဒီအနက်မှာထူးဆန်းပြီးကြောက်မက်ဖွယ်ကောင်းတဲ့အတန်တွေကိုမှတ်တမ်းတင်နိုင်ခဲ့တာပါပဲ။ရုရှားဘူမိဗေဒပညာရှင်တွေဟာကဘာကြီးကိုငရဲဖြေရအောင်တူးမိသွားပြီလို့လူအများကယုံကြည်နေကြပါတယ်။တရားဝင်ထုတ်ပြန်ချက်အရတော့12ကီလိုမီတာအနက်မှာတူးစက်ပျက်စီးသွားလို့တူးဖော်မှုကိုရပ်ဆိုင်းခဲ့တာလို့ဆိုပေမဲ့တရားမဝင်သတင်းတွေအရတော့ဘူမိဗေဒပညာရှင်တွေဟာငရဲဖြေကိုရောက်သွားတဲ့အချက်ကြောင့်အရန်ကိုထိတ်လန့်သွားခဲ့ကြတာလို့သိရပါတယ်။စိတ်ဝင်စားစရာအကောင်းဆုံးကတော့အဲ့ဒီလိုအတန်မျိုးကိုပဲငရဲဖြေရဲ့ဝင်ပေါက်နဲ့တူတဲ့နောက်ထပ်နေရာတစ်ခုမှာမကြသေးခင်ကထပ်မံကြားခဲ့ရတာပါ။အဲ့ဒီနေရာဟာ1962ခုနှစ်ကတည်းကမြေအောက်မီးလောင်ကျွမ်းမှုတွေဖြစ်ပွားနေတဲ့အမေရိကန်ပြည်ထောင်စုစင်ထရေးလီယာမြို့ဟောင်းနေရာမှာရှိနေတာပဲဖြစ်ပါတယ်။